အဲ့တော့အရှိဗီဒီယိုမှာပြောပြခဲ့တဲ့လူတစ်ယောက်ရဲ့ဦးနှောက်ရဲ့အရှိချမ်းနဲ့အနှောက်ချမ်းဖြစ်တဲ့ဒီ logical mind နဲ့ emotional mind ပေါ့နော်ဒီ professor နဲ့ကလေးလေးကဘယ်လိုပုံစံမျိုးတွေနဲ့နားလည်မှုလွယ်လဲဆိုတာကိုဥပမာလေးတွေနဲ့ဆက်ပြီးတော့မှလေ့လာကြည့်ရအောင်။တရေကကြည့်တယ်ဆိုကြပါစို့။ကြောက်စရာကောင်းတဲ့အခန်းတွေလာလို့ရှိရင်အနောက်က emotional brain ဖြစ်တဲ့ကလေးလေးကစပြီးတော့မှဒီ adrenaline hormone တွေကိုထုတ်ပြီးတော့ဒီ fight or flight mode ကိုသူကခလုတ်သွားဖွင့်တယ်။အဲ့ဒီအချိန်မှာပဲအရှိက professor ကနေပြီးတော့မှအနောက်က emotional brain ဖြစ်တဲ့ကလေးလေးကိုရှင်းပြတယ်။ဟေးဒီຢာကတကယ်ဖြစ်နေတာမဟုတ်ဘူးနော်။ငါတို့ရုပ်ရှင်ကြည့်နေတာငါတို့တရေကကြည့်နေတာအစစ်မဟုတ်ဘူး။ကြောက်စရာမလိုဘူးလို့ဘလို့ပဲရှင်းပြအနောက်က emotional brain လေးကကြတော့မသိဘူးထက်ခါတလဲလဲသူကဒီfight or flight mode ကိုသူသွားပြီးတော့ဖွင့်နေတယ်ဒါတွေကကိုယ်တော်မသိလိုက်ဖ ೇನೆ ကိုယ့်အောင်နောက်ထဲမှာတပြိုင်နဲ့ဖြစ်နေတာပေါ့နော်အဲ့ဒီချိန်မှာပဲဒီနောက်က emotional brain လေးကထက်ခါတလဲလဲဒီခလုတ်ကိုဖွင့်နေတဲ့အတွက်ကြောင့်မို့လို့ကိုကအကြောက်တရားတွေ fear response ပေါ့နော်အကြောက်တရားတွေဝင်လာပြီးတော့တချို့ဆိုလို့ရှိရင်တရေကကြည့်ရင်အရန်ကြောက်တတ်တာခြေတွေလက်တွေဖွက်တာဘေးကလူအတင်းဆွဲကင်ထားတာဒီလိုမျိုးစတဲ့ခန္ဓာကိုယ်ကနေပြီးတော့မှမြင်ရတဲ့ response တွေကိုလည်းတုံ့ပြန်တာမျိုးတွေထုတ်ပေးတတ်တယ်။နောက်ထပ်ဥပမာတစ်ခုဆိုလို့ရှိရင် roller coaster စီးတယ်ဆိုလို့ရှိရင်အမြင့်ကိုရောက်နေပြီဆိုလို့ရှိရင် emotional brain လေးကဟာငါတို့ကအမြင့်ပေါ်ကနေပြုတ်ကျတော့မှာငါတို့တေတော့မှာလားမသိဘူးအဲ့ချိန်မှာပဲ तू ကဒီခန္ဓာကိုယ်ကိုကာကွယ်ဖို့အတွက်ကို तू က adrenaline hormone တွေအဲ့လိုမျိုးလုံးဝ survival response တွေ तू ကထုတ်ပေးပြီဒါကလည်း तू ကသူ့ဒီခန္ဓာကိုယ်ကိုကာကွယ်ဖို့အတွက် तू တက်တဲ့သူသိထားတဲ့ဉာဏ်ရည် level လေးနဲ့ तू ကကာကွယ်ပေးနေတာငါတို့အမြင့်ရောက်နေပြီနော်ငါတို့ပြုတ်ကျတော့မှာလားမသိဘူးငါတို့တေတော့မှာလားမသိဘူးဆိုတဲ့ဟာမျိုးတွေနဲ့ तू ကကြောက်ပြီးတော့မှအော်ဟစ်တာမျိုးတွေအဲ့ကြောင့်မလို့ roller coaster စီးတဲ့အမြင့်ရောက်ပြီဆိုလို့ရှိရင်တချို့တွေကအရန်အော်တယ်လက်တွေမြောက်တယ်ကိုပါကဲပါအဲ့လိုပုံစံမျိုးတွေနဲ့ဖြစ်တယ်ပေါ့နော်အဲ့ဒီချိန်မှာပဲတပြိုင်တည်းမှာပဲအရှိရ logical mind လေးကလည်းဒါငါတို့ roller coaster စီးနေတာနော်ငါတို့ safe ဖြစ်တယ်ငါတို့ဒီအမြင့်ကနေပြုတ်ကျပြီးသေမှာမဟုတ်ဘူးငါတို့ safe ဖြစ်တယ်လို့အုံနောက်ထဲမှာ तू ရှင်းပြနေတယ်နော်ဒါပေမဲ့ဒီဖြစ်စဉ်တွေဖြစ်သွားတာကိုကိုကလုံးဝမသိလိုက်ဘူးအရှိရ logical mind ကလည်းရှင်းပြနေတယ်ဒါပေမဲ့အနောက်က emotional mind ကလည်းဒီလိုမျိုး survival response တွေဖြစ်အောင် तू ကခလုတ်တွေဖွင့်နေတဲ့အတွက်ကြောင့်မလို့တခါတလေကြာရင်ကိုယ်တောင် control မရှိဘဲနဲ့အော်ဟစ်လိုက်တာမျိုးတွေဖြစ်တတ်တယ်ပေါ့နော်ဆိုတော့အခုပြောပြသွားတာတွေကအလွန်အကျူးပေါ့နော် extreme ဖြစ်တဲ့ဥပမာတွေ extreme example တွေကိုပြောပြသွားတာနေ့စဉ်ဘဝမှာလည်းဒီလိုမျိုးအရှိက logical mind နဲ့အနောက်က emotional mind ပေါ့နော် professor နဲ့ကလေးလေးကအမြဲတမ်းမှာအဲ့လိုမျိုးနားလည်မှုလွဲနေတယ်ဥပမာ first date သွားတာမျိုးအလုပ်အသစ်ကိုသွားတာမျိုးစာမေးပွဲဖြေတာမျိုးနောက်ဆုံးကလေးတစ်ယောက်ကအမှောင်ထဲမှာအိပ်ရတာမျိုးအဲ့လိုချိန်တွေမှာဆိုလို့ရှိရင်လေကိုယ်တော်မသိလိုက်ဘဲနဲ့အနောက်က emotional brain လေးကနေပြီးတော့မှ survival response တွေကိုထုတ်ပေးတတ်တယ်ပေါ့နော်။ Okay ဒီဥပမာလေးနဲ့ဒီသဘောတရားကိုနားလည်သွားပြီဆိုလို့ရှိရင်တချို့လူတွေကကြတော့ဒီလိုမျိုး emotion တွေနဲ့ပတ်သက်ပြီးတော့ပို့ပြီးတော့struggle လုပ်နေရတယ်ခက်ခဲနေပြီးတော့တချို့လူတွေအတွက်ကြတော့အဲ့လောက်ကြီးမခက်ခဲတာဘာကြောင့်လဲဆိုတဲ့အကြောင်းကိုနောက်ဗီဒီယိုမှာဆက်ပြီးတော့မှလေ့လာကြည့်ရအောင်ဒီအကြောင်းကိုဆက်ပြီးတော့မှသိချင်တယ်ဆိုလို့ရှိရင်တော့ emotion လို့ comment မှာမှန်သွားခဲ့ပေးပါကျေးဇူးတင်ပါတယ်ရှင်ခင်ဗျာ